ဇကပေမြေကနေပြီးတော့ကျူဆိုပါတယ်အမတို့ဒီတပတ်ဒီတစောင်းတိုင်းပိတ်ရက်ကိုအချိန်ရတာနဲ့လူများရဲ့နေရာလည်းမသွားချင်တော့လာနေကြအတိုင်းပဲဇကပေမြေဖက်အံကိုပဲလာခဲ့ပါတယ်လမ်းမှာကလေးတွေကထိန်ခင်းလာတော့တွေ့တယ်ပေါ့နော်အကွာဖွဲလိုက်အများကြီးစိတ်ဝင်စားတာနဲ့ဗီဒီယိုလေးမှတ်တမ်းတင်ပြခဲ့တယ်အမတို့ကတထုံဘက်ကလာတယ်ပေါ့နော်မော်လမြိုင်တော့မဝင်ဖြစ်ပါဘူးထုံဘက်ကလာရင်ဒီစင်ရုပ်တွေရှိတဲ့အဝိုင်းမှာဆိုလို့ရှိရင်တော့အမတို့ပတ်သွားရင်လည်းဖန်ဘက်ကိုသွားတယ်ပေါ့နော်အမတို့ကတော့မြို့ရှောင်းလမ်းဘက်ကနေပြီးတော့သွားခဲ့တယ်ပုံမှန်ကတော့ဒီဘက်ကနေမသွားဖြစ်ဘူးပေါ့နော်ဒီတစ်ခေါက်တော့ယူခင်းနေနဲ့လှနေရနဲ့အဲ့ဘက်ကနေသွားဖြစ်တယ်လမ်းတောက်လျှောက်မှာကြည့်ပါအောင်လုံးဝမူကအလွင့်မယ်ရန်နဲ့မတမ်းမမြင်တဲ့အတိုင်းပဲမြင်နေရပါတယ်စိတ်ဆိုနေတဲ့စိုက်ခင်းတွေတောင်တန်းတွေဒါကတော့ပြင်နေရတာစကပင်ဒီတောင်ရုပ်မြင်တော့တေချာပေါက်ဖန်ကိုရောက်နေပါပြီဒါဆိုရင်တော့အရန်လာတဲ့နေရာမှာစေရောကိုလောလလက်အနားယူရမယ်နေရာလေးလို့မှတ်ယူလို့ရပါတယ်ကဲတောက်လျှောက်ကားလန်တစ်လျှောက်လှတဲ့ရှုခင်းတွေကိုငီးရင်းနဲ့ကော့ကတောင်ကူကိုဝင်ကြည့်ပါမယ်နော်ဒီလက်ဆိုင်မှုလေးမြင်လမ်းတိုင်းချိုးရမယ်ဆိုလို့ရှိရင်အဲ့ဒီကော့ကတောင်ကူပေါ့နော်အဲ့မှာစိုက်ခင်းတွေကိုနည်းနည်းလေးကြော်လိုက်အဲ့ဒီမှာဒီရာခင်းတွေစိုက်ခင်းတွေကြားထဲမှာတရားလေးတသေးလေးကိုသွားကြည့်ပါတယ် view လေးလေးလှတယ်တပုံနဲ့အများစုလာရိုက်ကြရပေါ့နော်ကဲရွှေဝါရောင်စိုက်ကင်းယူဖြစ်ပြီးရင်တော့ဒီတရားလေးပါပင်ရဲ့ဘေးနှစ်ဖက်မှာကစပားကြီးစိတ်စိတ်ဆူဆူရည်နဲ့ဒီလန်တောက်ရှောက်ပြပါတယ်နောက်နေ့မှာတော့အဲ့ဘက်ကိုစပိန်လာစီးရပေါ့နော်ကဲကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ပါ